Hello ခုဒီရဲ့ပိုင်မှာကျွန်တော်တို့ဒီ Facebook notification ကနေပြီးတော့เนาะ Meta verified page ပေါ့เนาะ Masudi Meta verified page ကကျွန်တော်တို့ပတ်စံပေးပြီးတော့လုပ်ရတာเนาะဆိုတော့ဒီ blue mark ပေါ့เนาะအထူးပြောရင် blue mark လို့ခေါ်တယ်ဆိုတော့ခုတလုံးမှာဒီ notification မှာရောက်လာတယ်ပေါ့เนาะဒီမှာကျွန်တော်တို့မြင်တွေ့ရတဲ့အတိုင်းပေါ့เนาะ good opportunity for creators လို့ရချင်တာသူက create heroes ဆိုပြီးတော့เนาะဆိုတော့ဒီဟာတွေတတိပြုပါเนาะတတိထားပါဘာဖြစ်ဆိုတော့ဒီ notification မှာကျွန်တော်တို့ဝင်လိုက်ပြီဆိုတာ ਨੇ เนาะဟောမှာကျွန်တော်တို့เนาะဒီမှာ exciting news that เนาะ you have been selected for a free lifetime verified page တဲ့ရသက်ပံပေါ့เนาะရသက်ပံတဲ့ဒီ verified page ရမယ်တဲ့ပေါ့เนาะဆိုတော့ဒါမဖြစ်နိုင်ဘူးဒါတော့အတူအယောင်တွေပေါ့เนาะအတူအယောင်တွေဟုတ်တယ်လို့ရှင်အောက်မှာကြည့်ပါအောင်ဟိုမှာ claim your free page now တဲ့ဆိုတော့ဟိုမှာအဲ့ဒီ link ထဲမှာဝင်ပြီးတော့ပေါ့နော်ရယူခိုင်းတာပေါ့နော်ဆိုတော့ဒါမသိတဲ့သူတွေကတော့ Facebook ကနေပို့တယ်ဆိုပြီးတော့ပေါ့နော်ဒါထင်ကောင်းထင်နိုင်တယ်ဆိုတော့အဲ့ဒီ page ထဲမှာဝင်လိုက်ပြီဆိုရင်ကြည့်ဒီမှာနော် good opportunity for creators ဆိုပြီးတော့ like က100နဲ့မှ20လို့ရှိရင် follower က120ပဲရှိတယ်ဆိုတော့လုံးဝမဖြစ်နိုင်ဘူးပေါ့နော်ဒါ scam ပေါ့နော် scam ဟုတ်တယ်အားလုံးပဲတတိထားပါလို့နော်ဒီဟာတွေရှောင်းနိုင်ပြီးတော့ link ထဲမှာဝင်သွားလို့ရှိရင်ပေါ့နော်ဒါခင်ဗျားရဲ့ Facebook ကပါသွားနိုင်တယ်ပေါ့နော်ပြီးလို့ရှိရင်တစ်ခါပါသွားပြီဆိုရင်ဒါပြန်ဆေလို့ကမလွယ်ဘူးနော်ဟောကြောင့်ဒီလိုမျိုးတွေ notification တွေရောက်လာပြီးဖြစ်တယ်ကျွန်တော်တို့ရဲ့ chat box ထဲမှာလေးဒီလိုမျိုးရောက်တတ်ပါတယ်အဲ့ဒီအချိန်မှာလေးပဲကျွန်တော်တို့တတိပြုဖို့လိုတယ်ဒါတချို့လူတွေဆိုရင်ပေါ့နော်follower တွေအများကြီးရှိတယ် like တွေလည်းအများကြီးရှိတယ် view တွေလည်း engagement တွေလည်းအများကြီးရှိပြီးသားပဲเนาะအဲ့လိုလူတွေလည်းပဲဒါပါသွားတဲ့သူတွေအများကြီးပဲဆိုတော့ကျွန်တော်တို့က celebrity တွေမဟုတ်တဲ့အခါမှာကျွန်တော်တို့က follower တွေအများကြီးเนาะ follower တွေ like တွေရဖို့ကမလွယ်ဘူးเนาะကျွန်တော်တို့ကအဲ့ဒါကြောင့်ကျွန်တော်တို့အချင်းတွေဂုံပြီးတော့စူးစမ်းခဲ့တဲ့ဟာတွေเนาะကျွန်တော်တို့အလဟတမဖြစ်စေဖို့ရန်အတွက်ဒီလိုမျိုး notification တွေကိုသတိထားပါ link တွေကိုရှောက်မနိုင်ပါနဲ့เนาะဆိုတော့ကိုယ့်ရဲ့ Facebook ဖြစ်ကိုယ့်ရဲ့Facebook page ပဲဖြစ်ကျွန်တော်တို့ပါသွားနိုင်တယ်เนาะအဲဒါကြောင့်အထူးပဲသတိပြုဖို့ရန်အတွက်ပေါ့เนาะကျွန်တော်ဒီ video လေးအဖြစ်ကျွန်တော်ပြောပြချင်ပါတယ်เนาะဆိုတော့အားလုံးပဲအဆင်ပြေကြပါစေเนาะ Facebook ပေါ်မှာပတ်စံရှာနေတဲ့သူတွေเนาะ monetization တွေ Tuesday လေးအကုန်လုံးပွင့်ကြပါစေအမြင်ပွင့်ကြပါစေပတ်စံတွေလေးเนาะFacebook ပေါ်ကနေပြီးတော့ဝင်ငွေရှာနေကြပါစေဆိုပြီးတော့စန္ဒပြုရင်ဒီဗီဒီယိုအဖြစ်နေငယ်เนาะဒီလိုပါပဲလို့အားလုံးပေါ့เนาะ bye bye see you